ပွဲစဉ်တော့စတင်လိုက်ပြီပဲဖြစ်ပါတယ်။ဒါကမကတိပေးထားတယ်။စီဝါတင်မဲ့ပြရှင်းလိုက်ခင်ဗျာ။ဒါမှလည်းမတည်တက်ခဲ့ပဲဥမာတင်မဲ့ပြန်ရထားခင်ဗျာ။ဥမာတင်မဲ့ပြီးရတယ်ကိုကတိပေးထားတယ်။ကောင်းတိုက်တယ်။တိုက်ထီးပြန်ထွက်တယ်ခင်ဗျာ။တပိတ်တယ်။ဟန်သားတွားနိုင်ကြရလဲဖြစ်ပါတယ်။ဒီပွဲစဉ်မှာစီဝါတင်ဘက်ကိုတော်လေးဒုက္ခပေးနေတဲ့ဥမာတင်မဲ့လက်ရှိချိန်မှာတော့ပွဲစဉ်ရဲ့အလှည့်ပြောင်းဖြစ်ကတော့ကွင်းလေတိုင်းအပြစ်ဒဏ်မောပြတမပေးရလဲဖြစ်ပါတယ်ခမကန်နေကိုပြီခင်ဗျာလက်ရှိချိန်မှာတော့အိုမန်တင်ပွဲစားချိန်27မိနစ်ရောက်မှာတော့အိုမန်တင်ရလာပြီခင်ဗျာအဒူလာခါလီဖာပဲခါလီဖာရလာတဲ့ခါလီဖာပြန်ပြောလို့ထားခဲ့ပြီမဲ့လေခါလီဖာရဲ့ဟိုပေးဖို့မှုကတော့တိကျခဲ့ဒီမှာအဆအဆန်ကိုလိန်ခောက်ကြော်ဖြတ်ပြီးတော့ချက်ထားပေးတယ်မဒီမဲ့ပြရှင်းတာခင်ဗျာမဒီတက်ကန်နေချီဘဝရရှိဖို့အတွက်အရှူလန်ကန်နေအားသာဝနာရှင်ပြိတ္တများခင်ဗျာကျွန်တော်စီရင်ခံတင်ဆက်နေစဉ်အတွင်းမှာပဲစီးရီးယားတင်းနဲ့အိုမန်တင်းတို့ရဲ့ပထမပိုင်းပွဲစားချိန်45မိနစ်ရှင်ပြန်ကစားနေမှုကတော့ပြီးဆုံးဖြစ်ပါတယ်မပိုင်းပြီးဆုံးသွားခြင်းမှာစီရင်ခံတင်ဆက်နေနေပဲကျွန်တော်တို့ရဲ့ထားရိုက်ထုံးလွှင့်တင်ဆက်နေမှုကိုခိတခဏဒီပိုင်းကိုပြန်လည်စတင်လိုက်ပြီပဲဖြစ်ပါတယ်အကောင်ကန်နေပေးထားတယ်ခေါင်းတိုက်တယ်ပိတ်တယ်ကိုပြီခင်ဗျာအရှိချိန်မှာတော့အိုမန်တင်ရှာလာတဲ့ခွင့်ရေးကိုကောင်းဆုံးသုံးချပြီးတော့အရှိစကန်တယ်ကိုပြီခင်ဗျာလက်ရှိချိန်မှာတော့ရလာတဲ့ပြစ်ဒဏ်မောခွင့်ရေးကိုအဂျစ်ဆန်မောင်ရမရှိအဆုံးတက်ပြီးတော့စီယာတင်တို့လိုအပ်နေတဲ့ပထမတာစီဖို့မလွယ်ကူခဲ့ပဲနဲ့အဂျစ်ဆန်ရဲ့ပြစ်ဒဏ်မောကန်ချက်ကိုတော့တွင်ကိုပြေခွင့်ပြုပေးခဲ့ရပြီလေဖြစ်ပါလိုပဲအိုမန်တင်တရားများဦးဆောင်ကိုရရှိသွားခဲ့ပြီလေဖြစ်ပါတယ်ပွဲတော်တကယ်ကိုတူတပြန်ကိုတပြန်နဲ့တွင်ကိုတွေပြန်လည်သွေးယူနေကြရင်ချက်ချင်းဆိုလိုပဲစီယာတင်ရဲ့ပထမခြေပါကိုသွေးယူပြီးမကြခင်မှာတင်အိုမန်တင်တရားမြောက်ခြေပေါက်တရားမြောက်ဦးဆောင်ကိုတော့သွေးယူသွားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်တိုက်ကြီးသားသမားပက်ရှာပါတာရလာတဲ့ခွင့်ရေးကိုကိုသမားကိုကြော်ပြီးတော့အတများပက်ရှာပါတာရထားတဲ့မြပက်ရှာပါတာပဲတကန်နေပိတ်တယ်ဒီရတဲ့ဒီတစ်ချိန်ပိုင်းနဲ့အခွင့်ရေးကြီးကြီးမားမားနှစ်ချိန်ကိုကြောတွေမြင်တွေ့ထားခဲ့ရပေမဲ့လည်းစီရီယာတဲ့အမားတွေကောင်းမွန်ဆုံး